တော်ထဲမှာမမြင်ရတဲ့အရာတွေကိုမိုးဆိုးတွေကအကြောက်ဆုံးဆိုတာသိပါသလားဒီနေ့ညမှာတော့မိုးဆိုးလောကတွေကတကယ်ကြောက်စရာအကောင်းဆုံးဝတ္ထုတစ်ပုဒ်ကိုနားဆင်ရတော့မှာပါဒီအတွက်ရသတစ်ခုပြီးစွမ်းနိုင်ခဲ့ပြီဆိုရင် channel လေးကို like subscribe လေးလုပ်သွားဖို့မမိနဲ့နော်ဆရာလေးဟာစောရယ်စီဟိုးမိုးဆိုးကြီးတွေလည်းပါလာတာကိုဘာကိစ္စများပါလဲစောရယ်စီကဟိုနေ့ကကျွန်တော်တို့တောပြစ်မထွတ်မီဆရာလေးခေါ်လို့ဆရာလေးအိမ်မှာတောင်ခဏဝင်ထိုင်ကြသေးတယ်လေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာလေးပြောတဲ့စကားတစ်ခုကိုတတိယနေလို့ဂယုစိုက်တာတောင်တောပြစ်ထွက်ရင်မကြုံဘူးတာတွေတွေ့ကြရလို့ဆရာလေးကိုစောချင်းနဲ့ကိုဖိုးလုံးကမီးစရာရှိလို့လေ။အော်ဒါလားထိုင်ကြပါဦးကျွန်တော်ကလေးပြောပြချင်နေပါတယ်။ဆရာလေးကိုအေးချိုကအသက်30အရွယ်မူလက်တန်းမြဆရာတယောက်ဖြစ်သည်။စောအဲစည်းတို့ကိုစာသင်ပေးခဲ့ဘူးသည်။တနည်းစောအဲစည်းစောချင်းနဲ့ကိုဖိုးလုံးတို့တောပြစ်ထွက်ကြရင်ကိုအေးချိုကြီးအိမ်တွင်စောအဲစည်းကဝင်နှုတ်ဆက်ရင်းစောချင်းနဲ့ကိုဖိုးလုံးကိုရင်းနှီးသွားကြခြင်းဖြစ်သည်စောချင်းနဲ့ကိုဖိုးလုံးကမုတ်ဆိုးများဖြစ်၍ကိုအေးချိုကပို၍စိတ်ဝင်စားသွားသည်ဘာကြောင့်လဲဆိုတော့ကိုအေးချိုကြီးဖခင်ဦးကျွတ်နေကဒီနယ်တဝိုက်တွင်နမဲကျော်မှုဆိုကြီးတယောက်ဖြစ်နေသောကြောင့်ဖြစ်သည်ယခုချိန်တွင်ဦးကျွတ်နေကကွယ်လွန်သွားပြီဖြစ်သည်စောချင်းတို့ညဘက်လင့်ထိုး၍တောဝက်ပြည့်ရန်သွားကြမည်ဟုသိရသောအခါစောချင်းတို့စောင့်ပြစ်မိလင့်သည်တချိန်ကကိုအေးချိုကြီးဖခင်ဦးချွတ်နီထိုးထားခဲ့သောလင့်ဖြစ်နေ၍ဖခင်မသိမီကပြောခဲ့သောစကားတချို့ကိုတတိယကကိုဖိုးလုံးတို့စောချင်းတို့အဲ့နားမှာတောပြည့်ရင်တော့တတိထားနော်အဲ့နေရာကနည်းနည်းကျန်းနေဟုပြောခဲ့ခြင်းဖြစ်သည်အခုတော့ထိုကိစ္စဖြစ်မေဟုကိုအေးချိုသဘောပေါက်လိုက်သည်စောချင်းကကျွန်တော်တို့တောပြည့်မထွက်မီဆရာလေးအိမ်မှာခဏဝင်ထိုင်ကြရင်ဆရာလေးပြောလိုက်တဲ့ဖိုးပြန်ကုန်းတောမှာတိုးပြီးရင်တတိထောထားနော်အဲ့နေရာကနည်းနည်းကျန်းနေဆိုတာကိုတတိရလို့ကျွန်တော်တို့တတိထားနေရင်မကြုံဖူးတာတွေကြုံလိုက်ရတယ်ကံကောင်းလို့မသိတန်ချောင်းတို့အဖီဆိုတာလို့ဖြစ်နေတယ်ဟုတ်လားကဲထိုင်ကြပါအောင်ရင်နှွေးကျန်းတောင်ရင်စကားပြောကြတာပေါ့ကိုအေးချိုကအိမ်မော်တို့လမ်းကြည့်လိုက်ချင်းတွင်ကိုအေးချို၏အမေဖြစ်သူကရင်နှွေးကျန်းအိုးပကံများနှင့်ပရီကျော်တပကံကိုလာချပေးသည်ကဲဆိုပါအောင်ဗျာဘာရီများဖြစ်ခဲ့လို့လဲဆရာလေးအဖေမသေးခင်ကတောဝက်ဖြစ်ခဲ့ဘူးတဲ့လင့်ကိုတွေးလို့အတော်ပဲဆိုပြီးကျွန်တော်တို့လည်းလင့်ထိုးပြီးပြစ်ချင်နေတာဆရာလေးနဲ့တွေးမှပဲဆရာလေးအဖေစောက်ထားတဲ့လင့်ဖြစ်နေတယ်ဆရာလေးတတိပေးတာကိုတတိရလို့ဂယုဆိုင်နေရင်ကကျွန်တော်တို့လင့်ပေါ်ကနေတောဝက်ကိုပြစ်လိုက်ချိန်မှာတယောက်ကတွန်းချတယ်လို့ခံစားပြီးလင့်ပေါ်ကနေပြုတ်ကျသွားတာကျွန်တော်တယောက်တည်းမဟုတ်ဘူးကိုဖိုးလုံးလေးဒီလိုဖြစ်ပြီးနှစ်ယောက်လုံးအောက်ကိုကျသွားတာအကျက်တော်တို့ပေါ့နှုတ်မဆိုဇက်ကြိုးပြီးတီးနိုင်တယ်အောက်မှာကလေတရွက်6လီရှိလို့ပေါ့ဆရာလေးရေအော်ဒီလိုတော့ဖြစ်တာလားဟုတ်ပါဗျာကျွန်တော်တို့တော့မကြုံဘူးတော်ဆိုတာအမှားယွင်းရှိရင်မကြိုက်ဘူးဆိုတာကျွန်တော်တို့လိုမုတ်ဆိုးလုပ်တဲ့လူတိုင်းသိတယ်ကျွန်တော်တို့လည်းဘာအမှားအယွင်းမှမလုပ်ခဲ့ပါဘူးဗျာတော်ကျန်းနေဆိုတာဆရာလေးအဖေကဘာဒီများဖြစ်ခဲ့ဘူးလို့ပြောတာလေဖိုးပြန်တော့ကကျန်းနေဆိုတာပဲပြောဘူးတယ်ဘလို့ကျန်းတာလေးဆိုတာတော့တခါမှခီးစိတ်တွင်းကြမပြောခဲ့ဘူးကိုဖိုးလောင်းကစောအဲစည်းကမီးထိုးပေးချိန်မှာကျွန်တော်တို့နှစ်ယောက်ကပြစ်တာစောအဲစည်းတွန်းချတာမဟုတ်ဘူးဆိုတာတော့သိချတယ်ဒီလိုကိုဖိုးလုံးရဲ့ကျွန်တော်တို့ညီကို3ယောက်ရှိတဲ့အထက်မှာအဖေဝါသနာပီစာ1ယောက်မှမပါကြဘူးအမေနဲ့မရခင်ကတည်းကအဖေကမုတ်ဆိုးလုပ်လာတာကျွန်တော်တို့အရွယ်ရောက်တဲ့အထိလေအဖေကမုတ်ဆိုးလုပ်ပြီးကျွေးလာတာအာကုသူအလုပ်ဆိုတာအမေကအဖေကိုပြောပြပေးမိအဖေကသူ့ဝါသနာကိုလုံးဝမစွန့်ဘူးမတီးခင်တစ်နှစ်လောက်ထိမုတ်ဆိုးလုပ်တော့ကျမ်းမာရေးမကောင်းလို့အိပ်ရတဲ့လဲမှသာမလုပ်တော့တာအဲ့ဒီလောက်အဖေကဝါသနာကြီးတာအဖေကစကားနေတယ်တော်ယုံတယုံကိစ္စလောက်ကိုမပြောဘူးဒါပေမဲ့တခါတလေညဘက်ထမင်းဝိုင်းမှာထမင်းစားကြရင်
ထူးထူးဆန်းဆန်းကြုံခဲ့ပူတာတွေကိုကျွန်တော်တို့မိသားစုကိုပြောပြတတ်တယ်ကျွန်တော်ငယ်ငယ်ကတရက်နေတဲ့ကိုတောပစ်ထွင်ရင်လက်မေးကြီးအကြောင်းပြောပြဘူးတယ်ဟုတ်လားဆရာလေးမှတ်မိသလောက်ပြောပြလို့ရမလားကျွန်တော်တို့လည်းတရက်နေဘက်မှာတောပစ်ထုတ်ဘူးတယ်လက်မေးကြီးအကြောင်းတော့မကြားဘူးကျွန်တော်သိသလောက်အဖေပြောပြခဲ့တာပြန်ပြောပြပါမယ်1950ဝန်းကျင်လောက်ကဖြစ်သည်ကိုကျွတ်ညီကိုတရက်နေတဲ့ကမို့ဆိုးတစ်ယောက်ကလူကြုံနဲ့စာပေးလိုက်သည်သူနေထိုင်ရာတရက်မြို့အနောက်ဘက်10မိုင်ကျော်ခန့်ဝေးသောရွာပတ်ဝန်းကျင်တွင်တောပစ်ထွေရန်တောကောင်များပေါ်ကြောင်းနှင့်မတွေ့တာကြ၍အလေလာရန်ခေါ်ခြင်းဖြစ်သည်ကိုကျွတ်ညီကထိုကဲ့သို့သွားเสียလမ်းကိုရှာနေသူပြီးသူနှင့်တောပစ်ထွေရန်လိုက်နေကြတပြည့်တစ်ယောက်ကိုခေါ်ကာတရက်မြို့ကိုထုတ်ခဲ့သည်တရက်မှာတညအိတ်ကတရက်မြို့အနောက်ဘက်22မိုင်ခန့်ဝေးသောရွာလေးတစ်ရွာမှာကိုကျွတ်ညီဤမိတ်ဆွေတစ်ယောက်ကိုအကူအညီတောင်းကလမ်းပြအဖြစ်လိုက်ပို့ခိုင်းရသည်ရိုးမတော်တွင်သို့နန်းနဲ့စောစောထွက်လာကြရာမွန်းတဲ့ချိန်လောက်တွင်တောင်ကျဆန်းချောင်းကလေးတစ်ခုကိုရောက်သည်လမ်းတစ်လျှောက်ကြီးကြီးမားမားသားကောင်ဦး၍တကောင်မှမတွေ့ရသည်ရှင်တို့ယုံတို့တောချက်တို့လောက်သာတွေ့ရသည်ကိုကျွတ်ညီဤမိတ်ဆွေကဒူးလေးပါလာသောကြောင့်ယုံတကောင်နဲ့တောချက်တကောင်တော့ပြစ်လာခဲ့သည်စမ်းချောင်းကလေးတွင်ပါလာသောထမင်းတို့များကိုဖြီးကာဖတ်တန်းသီးတော့ပဒက်စာဟင်းချိုနှင့်ပြစ်လာသောယုံကိုမီးကင်ကားစားလိုက်ကြသည်ခဏနာပြီးခရီးဆက်ခဲ့ကြရာ2 နာရီအကြာတွင်တောင်နှလုံးအကြားရှိဒဲအိုးတံဖြစ်နေသောခြိုက်ဝမ်းကလေးတစ်ခုကိုရောက်ကြသည်ထိုနေရာကအလယ်တွင်လျှိုလေးတစ်ခုရှိနေ၍ပတ်ဝန်းကျင်တွင်တောတမာတောတရက်တောင်ကန့်ကိုတိအဲတိစီအုံတုံရင်းတွေ့တောင်ပိန်တဲလက်ဘေးခါဖောက်ဝုံမြောက်လုတ်စသည့်အပင်များဖြင့်စိမ့်စိမ့်ဆူဆူနေရာလေးတစ်ခုဖြစ်သည်လမ်းပြလိုက်လာသောကိုကျွတ်နီဤမိတ်ဆွေကိုထီးအောင်ကပတ်ဝန်းကျင်ကိုကြည့်ကာကိုကျွတ်နီကျွန်တော်တို့လမ်းမာလာပြီထင်နေဗျာဟဲမိတွားနေကြမဟုတ်ဘူးလားတွားတော့တွားဘူးတယ်မရောက်တာကြာလို့ဒါဆိုလမ်းစားပြန်ရှာပါအောင်ကွာတော့ကြလမ်းစားပြောက်ပြီးတောထဲမှာတညအိတ်နေရပါဦးမယ်စိမ့်စိမ့်ဆူဆူတစ်ပင်များအခြားမှပတ်ဝန်းကျင်ကိုဟူဟူတီတီကြည့်နေကြရင်15ကိုက်လောက်အကွာတွင်မြောက်လုတ်ပင်ပြီးမှတတဝါတကောင်ဤခေါင်းကရှိခနေထွက်လာကလိခနေပြန်ပြောက်သွားသည်ကိုကျွတ်နီကမြင်လိုက်ခြင်းဖြစ်သည်ဟာဘာလဲကိုကျွတ်နီစောက်ဝလို့ထင်နေနင်းနေနော်အကောင်ကြီးမဟုတ်ဘူးပြောဝုံမြောက်လုတ်ပင်အနောက်ဘက်မှတပြောမီအောင်ပြေးထွက်သွားခြင်းဖြစ်သည်ကိုကျွတ်နီရောကိုထီးအောင်ပါဒူးလေးနဲ့တူမီကိုချိန်ဖို့ပင်အချိန်မရလိုက်တတဝါတကောင်ဤပြေးထွက်သွားသောအတန်ကြောင့်ကြီးငတ်တာရကားများပါလန့်ဖြတ်ရည်ဆူညံ့သွားတော်သည်ကိုကျွတ်နီစောက်ဝန်တကောင်ဆိုတာဘလို့အကောင်မျိုးလဲမုတ်ဆူးတိုင်းမကြုံဘူးကွာဒီကောင်မျိုးကရှားတယ်စက်မျိုးထဲမှာအကြီးဆုံးအကောင်ထွားတယ်ကျွဲထက်တောင်မြင့်သေးတယ်အယောင်ကအညူရောင်မျက်လုံးကလည်းစိမ့်နေတယ်တကောင်လောက်ရလိုက်ရင်အချင်းကမနှဲဘူးဟိငါမုတ်ဆိုးလောက်လာတာကြာပြီရက်ဆောက်အလွန်ကကျိုးဝိုင်းထဲမှာတစ်ခါပဲပြစ်ဖူးသေးတယ်ကိုကျွမ်းနီဒီလျိုထဲမှာဟင်းစားကောင်တကောင်တော့ရနိုင်လောက်တယ်ဗျာကြုံလုံးလေးစိမ့်ကြည့်ရအောင်ဟေးငါလေးစမ်းကြည့်ချင်းတယ်ဒါပေမဲ့လမ်းမားလာတယ်ဆိုတော့အချင်းကုန်ပြီးတောထဲမှာအိတ်နေရမှာဆိုလို့ပါကြား6တောက်တွေပဲဟာပြီးတော့မုတ်ဆိုး6တောက်ပါပူစရာမရှိပူနေတယ်ပြီးတော့ဒီနယ်တွေကကျွန်တော်တို့နေပါအေးဒါဆိုရင်လည်းပြီးတာပါပဲကွာခက်ပြေးပြေးနှိမ့်စင်းသွားတော့တီရွက်6များနေပြည်နေတော့မြည်သားအတိုင်း3ယောက်သားတရွေ့ရွေ့ဆင်းလာသည်ကိုကျွတ်နီခေါ်လာခဲ့သောတပည့်ပေါက်ကျော်ကစကားနဲ့၍အထုပ်ပိုးထမ်းကနောက်ကနေတိတ်ဆိတ်စွာပင်လိုက်လာသည်တောင်ဘက်ရှိုထဲမှရေတံတဲတဲကိုကြားနေရသည်တစ်တိုပင်ကြီးတစ်ပင်ပေါ်မှာတစ်တိုသီးများကမှဲ့၍တဖြုတ်ဖြုတ်ကြွေကြနေသလိုတောင်ပိုင်းတဲပင်ပေါ်မှာပိုင်းတဲသီးများကလည်းခူးမိသူမရှိသောကြောင့်ပိုင်းတဲသီးမှဲ့များကအပင်အောက်တွင်အလုံးလိုက်ပြုတ်ကျနေသည်အပင်ပေါ်မှာအူတိုင်ကြီးသာတန်းလန်းကြံခဲ့သည်ဘူးဟာငန်နွားအတန်ကွာကိုထီအောင်ခမဒူးလေးနဲ့တော့အန်ကြိုက်ပဲဟုတ်တယ်ကိုကျွတ်နီအနောက်ဘက်ကလာတဲ့အတန်ပဲကျွန်တော်သွားချောင်းပြီးစော်ထဲလိုက်မယ်အေးဒူးဒီနားမှာပဲရှိမယ်ကိုထီအောင်ကအတန်လာရအနောက်ဘက်သို့တရွေ့ရွေ့လျှောက်သွားလိုက်သည်အတန်ကခလန်းလန်းဝါယုံအုပ်ဖက်စီမှလာတော့ကြောင့်
အရေးအခြေကြီးကဝါယုံဘက်စီတို့ဒူးလေးကိုအသည့်အနေအထားဖြင့်လှမ်းလာခဲ့သည်တပူးပူးနဲ့အော်နေသောငှက်ငနွားအတန်ကကြားနေရစေအော်တန်ကခေါင်းပေါ်လောက်တွင်ရောက်နေပြီဝါယုံကဝါဘိုးဝါယုံဖြစ်၍အတော်မြင့်သည်ကိုထီအောင်ကဝါယုံပညာအောက်ကနေချောင်းကငှက်ကိုရှာနေစေတွေ့ပါပြီ15ခိုင်အမြင့်လောက်ရှိဝါယုံကိုင်းတစ်ကိုင်းတွင်နားကအော်နေသောငှက်ငနွားနှစ်ကောင်တောချက်ကြီးတွေလားအောင်မေ့ရတယ်အတော်ကြီးသည်ကိုထီအောင်ပြစ်ကွင်းကောင်းကိုရှာရင်တနေရာတွင်ဝါကိုင်းအခက်များကြားမှဒူးလေးကိုထိုးချိန်လိုက်သည်ဘူးဟွေမြားတန်ကတန်းတန်းမမတ်ပင်တိုးဝင်သွားကနှငနွားတစ်ကောင်ကိုထိုးဖောက်လိုက်သည်တစ်ကောင်ကလမ်းဖြန့်ကထွက်ပြေးသွားတော့လဲထိလိုက်တော့တစ်ကောင်ကမြားတန်းလဲနှင့်ဝါယုံအကိုင်းအခက်များကြားမှတရှိန်ထိုးပြုတ်ကျလာသည်ကိုထီအောင်ကပြုတ်ကျလာတော့ငှက်ငနွားကောင်ကိုမြစ်ချီမပြတ်ကြည့်ကလိုက်ကောက်ရင်ခြေလန်းပြင်လိုက်ကရှိသေးသည်ဟာကိုကျွတ်နေနဲ့ကိုပေါက်ကျော်ကရေတံကြားရလျှိုပတ်စီတို့တရွေ့ရွေ့ဆင်းလာသည်လျိုထဲတွင်ပေါက်နေသောတောငှက်ပြောပင်များကအလွန်တန်လှသောကြောင့်အပင်များကအပေါ်ကိုထိုးထိုးထောင်ထောင်ကငှက်ပြောလက်တွေနှင့်အုပ်ဆိုင်နေသည်ကိုကျွတ်ညီကတူမီကိုအတင်းကင်ရင်းနောက်ဖက်လက်ကပေါက်ကျော်ကိုတတိရှိစီရန်အချက်ပြလိုက်သည်ပေါက်ကျော်ကပခုံးတွင်လွယ်ထားသောအထုပ်ပိုးများကိုတစ်ပင်တပင်ချီရင်းတွင်ချလိုက်ကလှန်တိုကလေးကိုအသင့်ကင်ရင်းနောက်ကလိုက်လာခဲ့သည်ရီစည်းတန်ကတဖြည်းဖြည်းကျဲလောင်စွာကြားလာရသည်ကိုကျွတ်ညီကငှက်ပြောတော်ထဲဝင်လိုက်ကငှက်ပြောပင်တပင်ဘီးတွင်ကပ်၍အရေးချီကြည့်လိုက်သည်ညင်တက်နေသည်ကြီးငှက်တာရကများအော်တန်မှလွဲ၍ဘာတန်မှမကြားရချီမောက်ဆိုးတို့အတွက်ငြိမ်သက်နေရခြင်းသည်တတိကောင်းစွာထားရမည့်အနေထားဖြစ်သည်စင်ချီလျောအတိုင်းပေါက်၍နေသောငှက်ပြောပင်များကိုအကာအကွယ်ယူကတရွေ့ရွေ့ဆင်းလာကြရင်ငှက်ပြောပင်အလေကိုရောက်လာသည်ငှက်ပြောလက်များကနေပြောက်မထိုးအောင်ရှိနေသောကြောင့်နေခင်းကြောင်တောင်ဖြစ်တော်လေမှောင်နေသည်အောင်ဖြစ်နေသည်ခွက်အတန်ကတိုးညစ်စွာထွက်လာသောကြောင့်ကိုကျွတ်နီငြိမ်၍နားထောင်နေသည်ပေါက်ကျော်ကကိုကျွတ်နီအနားကိုရောက်လာသည်ဦးလေးကျွတ်ဘာတန်းလဲတကောင်ကောင်ကတခုခုကိုကြိုက်ွားနေတဲ့အကန့်ကွနီးတော့နီးလာပြီလျူထဲမှာတကောင်ကောင်တော့ရှိမယ်တတိတော့ထားနေနော်စိတ်ချပါဦးလေးကျွတ်တောက်ဦးလေးကျွတ်ရှင်ဒီကတော့ကျွန်တော်တို့ရောက်နေတာတိနေပြီထင်နေအေးလာရှီကိုနည်းနည်းတိုးကြည့်ရမယ်နှင်းစင်းလာတော့မြေပြင်ကပြည်သွားကငှက်ပြောတော့အဆက်ကိုရောက်လာသည်စေးကိတ်လောက်အကွာတွေကြောက်တုံကြောက်ခေးများဖြင့်ပြည်နေသောလျှို့ထဲမှစမ်းချောင်းကလေးကိုကျွတ်နေနေပေါက်ကျော်တိတ်ဆိတ်စွာဆင်းလာကြတော့လေခွအတန်ကပြောက်သွားသည်ငှက်ပြောတော့စမှငှက်ပြောပင်တပင်ကိုကွေကကိုကျွတ်နေကလျှို့ထဲသို့အကေခတ်လိုက်သည်တကောင်တမီးတောင်မတွေ့ရရေကြတန်ကအနှိမ်ပိုင်းတွင်ဖြစ်၍ကြောက်တုံးကြောက်ခဲများကိုနင်းကရှောက်သွားလိုက်သည်ခွကိုကျွတ်ညီကတုတ်ကနေရက်ကအတန်ကိုနားထောင်လိုက်သည်စမ်းချမ်းကိုအုံမိုးကကိုင်းကြနေသောနဘူးချုံကြီးတစ်ပတ်မှကြားနေရခြင်းဖြစ်သည်ကိုကျွတ်ညီကအပေါ့ကိုမိုးကြည့်လိုက်သည်အသီးများဖြွတ်သိပ်ကပြီးနေသောရုံးပင်ကြီးတစ်ပင်သိကြပြီကိုကျွတ်ညီကပေါက်ကျိုးကိုလက်ညှိုးထိုးပြလိုက်သည်ပြီးနောက်နှပြောတော်တဲ့ပြန်ဝင်ကနှပြောပင်များကိုအကာအကွယ်ယူ၍နဘူးချုံကြီးတစ်ပတ်အတန်ကြားရာစီသို့ကွေ၍တက်လာခဲ့သည်မြင်ကွင်းကရှင်းသည်ယုံသီးများကိုတခွက်ကြိုက်ဝါကစားနေသောဆက်ထီးကြီးတကောင်ဥကောင်ထိတ်တွင်လက်လေးလုံးခန့်ချိုးတစုံဝါဖီးနေသောဆက်ထီးကြီးဖြစ်သည်ဤစီစွာပင်ယုံသီးများကိုတခွက်ကြိုက်ဝါနေသည်အခွင့်ကြီးကောင်းကိုလက်လွတ်ခံ၍မဖြစ်နောက်တစ်ကြိမ်ပြန်မရနိုင်ကိုကျွတ်နီကအပင်လုံးအတော်ကြီးသောတောငှက်ပြောပင်ကြီးဘီတွင်တူမီကိုကကခလုတ်ကိုဆွဲချလိုက်သည်ပြစ်ကွင်းကရှင်းသည်ဘီတိတ်အနေထားဖြစ်သည်ဒင်းကျဲလောင်သောတူမီတန်ကြောင့်တရိတ်ဆန်မျိုးစုံ၏အလန့်တကြားအော်တန်များကတတော်လုံးဆုညွတ်သွားသည်တားကောင်ကြီးများနှင့်စုံပါကပြည့်ရန်ရမ်းပြင်းပြင်းဆက်ထားသောကြောင့်ဆက်ထီးကြီး၏လက်ပြင်နောက်တွင်ခြိုက်ဝင်သွားကဖွေးကနေဖြစ်သွားသည်ဆက်ထီးကြီးကရှေ့လက်နှစ်ချောင်းညွတ်ကျသွားပြီးညီကြီးပေါ်သို့ခေါင်းဆိုင်သွားတော်သည်ကိုကျွတ်နီနဲ့ပေါက်ကျော်ကငှက်ပြောတော်ထဲမှထွက်ကကြောက်တုံးကြောက်ခင်းများကိုဖျက်ကျော်ပြီးနဘူးကြုံကြီးရှိရာသို့အပြေးအလွှာရောက်လာကြသည်ဆက်ထီးကြီးကိုချက်ကောင်းမှန်ထားပြီးဖြစ်၍လဲကျသွားသည်ကိုလည်းတွေးလိုက်ရသောကြောင့်ကြောက်တုံးကြောက်ခင်းများကိုခုံကျော်နေစဉ်မကြည့်မိ
အနာရောက်သွားတော့မှနှစ်ယောက်လုံးဟာကနေဖြစ်သွားသည်ဆက်ကြီးကနေရာကျွေမရှိတော့တွေးများကတော့လဲကျသွားသည့်နေရာတွင်အိုင်ထိုးနေသည်သို့တော့တူမီမှန်ထားသောဆက်ကြီးကိုဒရွတ်တော့ဆွဲသွားသောစွတ်ကြောင်းကြီးအတိုင်းကြည့်လိုက်ရာဟာကိုကျွမ်းနီရောပေါက်ကြောပါလန့်ဖြန့်သွားသည်အတွေ့အကြုံနည်းသောပေါက်ကြောတော့မသိကိုကျွမ်းနီပင်ကြက်သီးမွေးကြီးများထသွားသည်တော၆တာတို့တောမှုတ်တာတို့ကကျွမ်းနီတို့အတွက်ယိုးနေပြီတခါတလေတိတောင်မတိလိုက်ပြန်စင်းစားကြည့်မှအချင်းချင်းပြောကြမှတော၆ခံရတာပါလားတောမှုတ်တာပါလားဆိုတာတွေးလိုက်မိပြီနဘူးကြုံထဲမှလက်မဲမဲကြီးကစက်ကောင်ကိုဆွဲသွင်းနေသည်ခေါင်းပေဝင်နေပြီကြောက်တုံးကြောက်ခဲတစ်မြစ်တစ်ခန့်နှင့်နဘူးကိုင်းများကကန့်လန့်ခံနေ၍ဖြုံးကိုင်းမဝင်နေခြင်းဖြစ်သည်ကိုကြွက်ညီကတတိကောင်းသည်စဉ်းစားမနေတော့ပဲတဟုန်ထိုးပြေးသွားကစက်ထီးကြီး၏ခြေထောက်နှစ်ချောင်းကိုဆွဲထားလိုက်သည်ပေါက်ကြော်ကလည်းထိုအခါမှတတိဝင်ကကိုကြွက်ညီနှင့်အတူစက်ကြီး၏ခြေထောက်ကိုဝိုင်းဆွဲသည်နှစ်ယောက်သားခြေကန်ကဆွဲနေကြရင်တပစ်ပစ်မိတန်နှင့်အတူနောက်ကိုပတ်လက်လန်ကလဲကျသွားသည်ကိုကျွတ်နေနှင့်ပေါက်ကြော်တို့နှစ်ယောက်လက်ထဲမှာတော့သွေးတန်ရေးရေးဖြင့်ကြံခဲ့သောစက်ထီးကြီး၏ပေါင်တစ်ချောင်းစီထိုအခါကျမှနဘူးကြုံတဲ့ဒရွတ်တုတ်ဆွဲသွားသောအတန်ကြီးကိုကြားလိုက်ရသည်ကိုဖိုးလုံးကတက်တဝါတကောင်ကောင်ဥပမာဝက်ပုံလိုအကောင်မျိုးအမွှေးနဲ့မဲမဲနေဆိုတော့ဝုံဝုံဆွဲတာမျိုးရောမဖြစ်နိုင်ဘူးလားကိုအီချိုကကျွန်တော်လေးအဖေကိုအဲ့လိုနေဘူးတဲ့တက်တဝါလက်ကလူနဲ့မတူတဲ့လက်သေးတွေပါမယ်တက်တဝါဆိုရင်သူ့အစာပြန်ဆွဲတဲ့လူကိုရံပြုတ်မယ်အခုကအကောင်ထဲမတွေ့ဘူးလက်မေးကြီးပဲတွေ့ရတာတဲ့ငှက်ငနွားသွားပြစ်တဲ့ကိုထီးအောင်နဲ့အဖေတို့ပြန်ဆုံကြတော့လေအဲ့လိုကြုံလိုက်ရတယ်လို့ပြောပြတယ်စောချင်းကရေနွေးချမ်းတစ်ခွက်ကိုယူတောက်ရင်းကျွန်တော်လဲတောရီအကြောင်းအမဲလိုက်ရင်ကိုရွေးကြုံဘူးပါတယ်လင်းစင်ဘောကတွန်းချခံရတာဒီတစ်ခါပဲကြုံဘူးတယ်ကိုအေးချိုတို့အဖေဦးကျွတ်နီကတော့ကျွန်တော်တို့ထက်အသက်ကြီးဝါရင်မူဆိုးကြီးဆိုတော့အတွေ့အကြုံကျွန်တော်တို့ထက်ပိုများပါတယ်အခုကိုအေးချိုပြန်ပြောပြတာလဲအတော်ထူးဆန်းနေတယ်ကျွန်တော်တခုသိချင်တာကကျွန်တော်တို့မှုဆိုးတွေကသားကောင်ပြစ်ဖို့လင်းဆောက်ပြီးကိုပြစ်တဲ့တောကောင်ရပြီးရင်လင်းကိုပြန်ဖြတ်တက်ကြတယ်ဗျကိုအေးချိုတို့အဖေဦးကျွတ်နီကြတော့ဘာဖြစ်လို့အဲ့ဒီလင်းကိုပြန်မဖြတ်ခဲ့တာလဲအဲ့ဒါကလေပဟီဒီတစ်ခုပဲဗျနော်ဒီညရဲ့စက်ပေါင်နှချောင်းနဲ့လက်မဲကြီးဇလန်းဟာတင့်ကိုကြောက်ရွံ့မှုတစ်ခုတောရဲ့လျှို့ဝှက်စမ်းခြင်းမှုတစ်ခုရတာတစ်ခုခုပေးစွမ်းနိုင်ခဲ့မယ်ဆိုရင်ဒီလိုဂမ်ဘီယာမှုဆိုးဝတ္ထုတွေကိုဆက်လက်နားဆင်နိုင်ဖို့ channel လေးကို like and subscribe လုပ်ထားပြီးဖို့မမိပါနဲ့နော်နောက်ထပ်ပိုကြောက်စရာကောင်းတဲ့တော်တွင်ပုံပြင်တွေနဲ့ပြန်လာခဲ့ပါမယ်